1985 ခုနှစ်ဝန်းကျင်တန်လင်းမြို့ရဲ့တစ်ဖက်ကမ်းကကြောက်တန်းမြို့နယ်ဟာအခုလိုမစီကားသေးပဲတောတောင်ရိပ်တွေနဲ့အုံဆိုင်နေစေဖြစ်ပါတယ်။ရှေးဟောင်းသမိုင်းဝင်မြတ်စောညီနောင်စေတီတော်များကိန်းဝဲရာပါရာကြီးတော်ရာကျောင်းတိုက်ကြီးဟာလည်းညဘက်ဆိုရင်တစ်ပင်ကြီးတွေရဲ့အရေးကြောင့်မှောင်တိကျပြီးအင်မတန်အေးစိမ့်လာပါတယ်။ထိုကျောင်းတိုက်မှာသတင်းသုံးတဲ့ကျောင်းထိုင်ရဟန်းလေးအရှင်တော်ပိတာဟာပါရမီနုနယ်သေးတယ်လို့ငယ်ရွယ်သူပြီးစိတ်မြန်ကိုမြန်လဲရှိလာပါတယ်။တနေ့မှာတော့အရှင်တော်ပိတာဟာဖျားစီတီတော်တွေကိုဖုံးကွယ်နေတဲ့တက်တန်းရင်လာပြီးဖြစ်တဲ့အေယာမညောင်ပင်ကြီးတပင်ကိုမြင်ပြီးစိတ်ထဲမှာမတင်မကျဖြစ်လာပါတယ်။ဒီညောင်ကိုင်းကြီးတွေကဖျားကိုကွယ်နေတာပဲခုတ်ထွင်ရှင်းလင်းမှဖြစ်မယ်။ရှေးလူကြီးတွေပြောလို့ရှိတဲ့တစ်ပင်ကြီးရင်နတ်ဆိုးတယ်ဆိုတဲ့စကားကိုအရှင်တော်ပိတာကဂယုမဆိုင်မိခဲ့ပါဘူး။ပွဲပေးတိုင်တီလာမျိုးခွင့်တောင်းတာမျိုးလည်းမလုပ်ပဲလက်ထဲကဓာတ်နဲ့ညောင်ကိုင်းကြီးကိုအာကုံလွဲခုတ်လိုက်ပါတော့တယ်။ထိုနေ့ညနေဆုံးပုံပေးချိန်မှာတော့ထူးဆန်းတဲ့အဖြစ်အပျက်ကစတင်ပါတော့တဲ့အရှင်တော်ပိတာဟာစွန့်တလုတ်ကိုပါဇက်ထဲထည့်လိုက်ပေမဲ့မျိုးချလို့မရတော့ပါဘူးလေချောင်းထဲမှာတခုခုကတဆုပ်နေတယ်လို့လက်တစ်ဖက်နဲ့လေပင်ကိုတင်းတင်းကြပ်ကြပ်ညှစ်ထားတယ်လို့ခံစားနေရပါတယ်ဘလို့ဖြစ်တာလဲရေတော့တောက်လို့ရရဲ့သားနဲ့စွန်းစားခြင်းစိတ်လဲလုံးဝပျောက်သွားပါတယ်ဒါပေမဲ့ထူးဆန်းတာကအစာမစားရဘဲနဲ့အားရင်တွေကဆုပ်ယုပ်မသွားပဲလန်းဆန်းနေတာပါပဲအရှင်တော်ပိတကကတော့ငယ်ရွယ်သူပြီးငါတော့အာဟာရတိတိပေါက်ပြီးထင်တယ်လို့တောင်ရွှွနှောင်းတော့တွေးနေခဲ့ပါသေးတယ်။ဒါပေမဲ့တရက်ပြီးတရက်လေပင်ကအညစ်ခံထားရတဲ့ဝေဒနာကပိုတိတာလာပါတယ်။အစာတစ်လုံးမှမြူမရတာ6ရက်မြောက်တဲ့အထိပါပဲ။ဒီထူးဆန်းတဲ့အခြေအနေကိုသိကျင်တာကြောင့်အရှင်တော်ပိတဟာတန်လင်းမြို့မှာနာမည်ကျော်တဲ့ကျက်တွင်းဆရာတော်ကြီးထံကြွရောက်ခဲ့ပါတယ်။ဆရာတော်ကြီးဟာတက်တော်80ကျော်ရှိပြီဖြစ်တယ်လို့တမထက်ရာနီကဂန္ဓာရီလမ်းစဉ်မှာလည်းအမြင်တက်ရနေတဲ့ပုဂ္ဂိုလ်ကြီးပါ။အရှင်တော်ပိတကျောင်းပေါ်ကိုတက်လိုက်တာနဲ့ဆရာတော်ကြီးကမျက်မှောင်ကျုပ်ပြီးလှမ်းអော်ပါတော့တယ်။ဟာဟေ့ကောင်မင်းဘာတွေလှုပ်ထားတာလဲ။တပည့်တော်ဘာမှမလုပ်ပါဘူးဖះလို့ဖြေပေမဲ့ဆရာတော်ကြီးကခေါင်းခါရင်မင်းလေပင်ကိုတယောက်ယောက်ကအတင်းညစ်ထားတာငါမြင်နေရတယ်။မင်းတခုခုတော့အမှားလုပ်ခဲ့ပြီ။ထိုအခါမှအရှင်တော်ပိတလည်းညောင်မင်းကြီးကိုခုတ်ခဲ့မိတဲ့အကြောင်းကိုတတိယပြီးအမှန်တိုင်းလျှောက်ထားလိုက်ပါတယ်ဆရာတော်ကြီးကတက်ပြင်းချရင်နီးလန်းညွန်ပေးပါတယ်အဲ့ဒါရုပ်ကစိုးနဲ့ဖန်းစားတာပဲမင်းအခုချက်ချင်းပြန်ပွဲပေးတောင်းပန်ပြီးမေတ္တာတုတ်ရွတ်ပြီးရင်အဲ့ဒီနတ်မင်းကိုအမျှဝေလိုက်နတ်လွတ်တော်လဲတေဘေးနဲ့ကြုံရခြင်းနောက်တနေ့မှာတော့အရှင်တော်ပိတဟာညောင်မင်းကြီးချီရင်မှာပွဲပေးပြီးဆရာတော်ကြီးခိုင်းတဲ့အတိုင်းမေတ္တာတုတ်ရွတ်ကအမျှဝေပါတယ်အမျှဝေလို့လည်းပြီးရောအရှင်တော်ပိတဟာနေရာတင်ပြစ်လဲကျသွားပြီးတတိမေ့သွားပါတော့တယ်ရုပ်ကစိုးနတ်ကလည်းပင်ညစ်ထားတာကိုလွတ်လိုက်တဲ့အချိန်မှာ9ရက်လုံးအစာမဝင်ခဲ့တဲ့ခန္ဓာကိုယ်ရဲ့ပင်ပန်းမှုတွေကတပြိုင်နက်တည်းရိုက်ခတ်လာတာပါထမင်းအသက်9ရက်ဆိုတဲ့အတိုင်းအသက်ရှင်ဖို့ခဲရင်လာတဲ့အခြေအနေမှာအခြားယဟန်တော်တွေရဲ့အချိန်မီပြုစုဆောင်ရှောက်မှုကြောင့်သာအသက်ချမ်းသာရရခဲ့ပါတယ်စွန်းကိုပြန်ပုံးပေးနိုင်ဖို့တောင်နည်းနည်းချင်းစီပြန်ကြည့်ယူခဲ့ရပါတယ်ဗုဒ္ဓရဲ့တဘာဝပတ်ဝန်းကျင်မြင်ဒီဖြစ်ရဟာကျွန်တော်တို့အတွက်သင်ခန်းစာတစ်ခုပေးနေပါတယ်မြတ်စွာဘုရားရှင်လက်ထက်တော်ကလည်းအာနဝီပိသားယဟန်တစ်ပါးဟာတစ်ပင်ကိုရန်တန်းခုတ်တာကြောင့်ရုပ်ကစိုးလက်သမီးကအမျက်ထွက်ပြီးတက်ဖို့အထိကြံစီခဲ့ပူးပါတယ်ဒါကြောင့်လည်းမြတ်စွာဘုရားရှင်ကယဟန်တော်များအနေနဲ့စိမ့်လန်းတဲ့တစ်ပင်မြက်ပင်တွေကိုမခုတ်ဖြတ်ဖို့ပါစိတ်အာဘတ်တိတ်ခါပုတ်ကိုပြညတ်တော်မူခဲ့တာပါဒါဟာကမ္ဘာမှာအစောဆုံးတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလမ်းညွှန်ချက်လည်းဖြစ်ပါတယ်ဏီကုံကျုပ်အနေနဲ့မမြင်အပ်တဲ့ပရလောကဆိုတာကြီးစဲလို့ရတဲ့အရာမဟုတ်ပါဘူးတစ်ပင်တောတောင်တွေကိုတံမိုးထားခြင်းမေတ္တာပွားခြင်းဟာမိမိကိုယ်ကိုကာကွယ်ခြင်းလည်းဖြစ်ပါတယ်ပါရာကြီးတော်ရရဲ့ညောင်ပင်ကြီးဖြစ်ရဟာယနေ့ထက်တိုင်အောင်ကြောက်တန်းမျိုးရဲ့သမိုင်းမှာကြောက်မက်ဖွယ်ရာဖြစ်ရမှန်တစ်ခုအဖြစ်ကျန်ရစ်နေပါတော့တယ်